ခလေးတွေကိုလည်းလိုချင်တဲ့လောက်ငွေပလိုက်လို့ရတယ်မှတ်ထား 10 ယောက်ဘာပြောလိုက်တယ်ပြောလိုက်တဲ့စကားတွေတိတ်ကိုမှတ်သားဖို့ကောင်းလိုက်တာကျမမှာရင်ရှိတယ်တင်ရှိတယ်လင်လို့ရတယ်ကလေးမချဘူးဟုတ်လားချောစု ဟုတ်တယ်လေ ဒီမှာ ဘာလဲ ငါလေမင်းရဲ့ဟောရဖီးရောလူတကာခတ်တော့တဲ့တိုင်ဦးစီဖြစ်မှာကျွန်တော်ပြောနေတာ အဲ့လိုဆိုတော့လေချောစုလိုမိန်းမကဟောဒီလိုဖင်ကိုဟောဒီလိုအလူပေးလိုက်မှာပေါ့ မြတ်စွာဘုရားစဉ်းစားကြည့်ကြအောင်ပြိတ္တကြီးဝေဒန်နေအောင်မင်းကြီးကတားတဲ့သမီးကိုအလူပေးတယ်လို့ပဲကြားဘူးတယ်ဟောဒီကမချောစုလက်ထက်ကြမှာဖင်ကိုလူပေးရတယ်လို့ကာရီတလာစကားတတ်သူမရမမြတ်သူကိုမစင်မချင်ပြောမိတာကြောင့်ဘယင်ဆုံးကထီးနှန်းစွန့်လို့ပလင်ကိုအပ်မယ်ဆိုတော့လင်ကိုတတ်တာမင်းလို့မိမထို့တော့တမန်တွေကလည်းပေါက်ချိုင်းပြီးမိပြားကြီးဝါစာကြီးဆိုတာအလူရမက်ကြီးတာကြောင့်ဘာဟိုကနေတီဝါနှကားနဲ့ပြောဆက်ပြီးလင်လူတွေကိုတတ်တာလဲမင်းလို့မိမပြောဘာနဲ့အလားတရတူလဲဆိုရင်လေကြီးပေါ့လင်ငယ်စစ်လင်ကြီးပေါ့လင်ငယ်စစ်နှကောင်းမိမထုံမိမမင်းလို့မိမမျိုးကဟာတယ်မဒီမှာအစွမ်းနဲ့ရှောင်းကိုနဲ့တောင်းပန်စင်လိုပါစီဆိုရဲမင်းစတာရဲ့စက်ချောင်းကိုကြည့်မလားအေးမမန်တယောက်နဲ့ဟန်လောက်ကကြောက်ကဘာကတွန်းရှခံရတဲ့မင်းမဘလူးမရဲ့စက်ချောင်းကိုကြည့်မလားသူတို့ရတမိုင်းတစ်လျှောက်မှာမှတ်တမ်းနဲ့ပျောက်ခဲ့မယ်ဆိုရင်မင်းလိုမိမမျိုးကငါလိုယောက်ျားကိုထုတ်လို့မွေချေလို့နောက်သူ့လိုကတော့မောက်လို့ကမောက်မှာအမှန်လည်းမဟုတ်လားချောစုဒီမှာတောက်တဲ့လို့အော်ကမှထာကြီးကပါတော်ဝါလဲလို့မင်းနေတော့ပါနေခဲ့ပါဒါပေမဲ့မင်းရဲ့ဘဝကိုမြင်ရတာအလူအိမ်မှာငါပျောက်သွားတဲ့ဖနက်တရံကိုတော့ငါသွားတတိယမိဘာလို့လဲဆိုနားထောင်ပြောပြမယ်ငါ့ကိုအလူအိမ်ကဖိတ်လို့ငါအလူကိုသွားခဲ့တယ်အဲ့ဒီအလူကနေငါပြန်မယ်လို့တော့ငါရဲ့ဖနက်မရှိတော့လူခိုးခံလိုက်ရတယ်အဲ့ဒီမှာနောက်တစ်ပတ်လောက်ကြာတော့နောက်တလူကငါ့ကိုဆက်ဖိတ်တယ်အဲ့အလူကိုငါဆက်သွားခဲ့တယ်ဖနက်အစ်စ်လေးနဲ့ပေါ့အဲ့ဒီမှာအဲ့အလူမှာငါရဲ့ဖနက်အစ်စ်လေးကိုဖနက်အဟောင်းနဲ့လာပြီးလဲစီးသွားတယ်ဒါပေမဲ့ငါ့ကိုလဲစီးသွားတဲ့ဖနက်အဟောင်းကရှေ့အလူမှာငါပျောက်ခဲ့တဲ့ငါရဲ့ဖနက်အဟောင်းလေးဖြစ်နေတယ်ဒါပေမဲ့ငါဖနက်ကငါစီကိုပြန်ရောက်လာတဲ့အချိန်မှာနှစ်ခုတိုင်းမဟုတ်တော့ငါရဲ့ဖနက်ကလေးကဖင်ပါလို့ဝင်းကျင်နေပြီအဲ့တော့ဟေးမင်းလေဖင်ပါလို့ဝင်းကျင်မှငါစီကိုပြန်မလာခိုင်းနဲ့စိတ်ချတလုံးပြန်မလာဘူး ပြန်လာလဲငါကလက်ခံမှာမဟုတ်ဘူး ဘာဖြစ်လို့ ငါကရှောက်ရင်မစည်းတတ်ဘူးဒီမှာတထဲမင်းခမရလည်းလည်းပြေးဒီမှာခမရလေးတာမပြေဘူးဆိုရင်ဒီအချိန်မှာခမရတို့နှစ်ယောက်လုံးကိုထောင်ထဲဆွဲထဲလိုက်လို့ရတယ်ဆိုတာမေးမနေပါနဲ့ဒီမှာမကြောက်ပါနဲ့ဗျာမကြောက်ပါနဲ့ဒီမှာချစ်ဦးဆိုတဲ့ကျုပ်ကမစားရတဲ့အမဲကိုတဲနဲ့ပက်တဲ့ထဲမှာကျုပ်မပါပါဘူးအားလည်းအဲ့ဒါကိုကြိုက်တာဒီမှာခမည်းကိုကျုပ်ငွေမယူတရားမဆွဲတဲ့အပြင်ကျုပ်ခမည်းကိုလက်ဆောင်တစ်ခုပေးခဲ့ဟဲ့ပြပေးအဲ့ဒါဘာလဲဆိုရင်ကျုပ်ပေးမဲ့လက်ဆောင်ကငွေမယူတရားမဆွဲဟောဒီကကျုပ်မရအလကားပေးခဲ့မယ်ရှော့ယခုတင်ဆက်ကပ်တော့မှာတော့ကျွန်တော်မရလကားပေးမယ်ဆိုရင်စနေပြတာသဘောတော်ကြလို့နှိမ့်ဆိုင်ပါကပရိသတ်မြတ်ရင်လက်ခုပ်တော်များစီ